မင်္ဂလာပါလူကြီးမင်းပေါင်းတို့ခင်ဗျာ Synergy International Company Limited SRI ပေါ့ဗျာကျွန်တော်များရဲ့လိုက်လဲနှွေးထွေးလာတဲ့နှုတ်ခွန်းဆက်နဲ့အတူမိတ်ဆက်စကားလေးပါပြရစီဗျာကျွန်တော်များ Synergy International Company Limited ကတာမန်ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုတည်းလုပ်ကိုင်နေတာမျိုးမဟုတ်ပါဘူးယင်းနှမြုပ်နှံမှုလုပ်ငန်းရှင်အားလုံးရဲ့စစ်ကူးအိမ်မက်တွေရှိတယ်ဗျာဒါတွေအားလုံးကိုသက်ရှိထင်ရှားအသက်သွင်းပေးမဲ့ရေရှည်မှာခိုင်မာတဲ့ project management partner တစ်ခုအဖြစ်ရပ်တည်နေတာမျိုးဖြစ်ပါတယ်အထူးသဖြင့်တော့ဗျာဒီနေ့ဘက်ခေတ်သစ်မျိုးပြစံနှုန်းတွေနဲ့အညီလုံခြုံစိတ်ချရတယ်ကျမကြီးနဲ့ကိုက်ညီတယ်ပတ်ဝန်းကျင်ကောင်းတွေဖန်တီးပေးတယ်ပေါ့ဗျာ international standard playground နဲ့ landscaping တွေကိုပုံဖော်တဲ့အခါမှာဒါတွေပြင်အခုခါမှာတော့ဗျာ private school တွေထူထောင်လို့တဲ့ယင်းနှမြုပ်နှံသူများအတွက်အားလုံးများမြေကွက်ရှာတာကနေရှာပြီးတော့အားလုံးအပြီးနောက်ဆုံးကျောင်းသားဥယျာဉ်ရသည်အထီတောင်အစားအရာစိတ်အေးရနဲ့ end to end ပေါ့ဗျာ one stop service အစီအစဉ်ကိုဒီကွက်ထဲမှာစတင်အကောင့်ထဲပေါ်ဆောင်ပေးနေတဲ့အဖွဲ့ဖြစ်ပါတယ်ဆိုတော့လူကြီးမင်းတို့ရဲ့ယင်းနှမြုပ်နှံမှုတိုင်းကိုလိုပဲသဘောထားပြီးစံချိန်စံညွှန်းပြည့်ဝမယ်ဗျာတာဝန်ယူတာဝန်ခံပေးသွားမယ်ကျွန်တော်များ Synergy International Company Limited နဲ့အထူးတူစိတ်အေးချမ်းသာစွာနဲ့ပူးပေါင်းလက်တွဲပြီးလုပ်ငန်းတွေဆောင်နိုင်ဖို့အတွက်စတင်ဖိတ်ခေါ်တဲ့နှုတ်ဆက်အစီအစဉ်လေးဖြစ်ပါတယ်ဗျာကဲဒီတော့နောက်ရက်တွေမှာလည်းဒီလိုပဲကျွန်တော်များ SRI ရဲ့စံတဲ့စေကူတွေရဲ့နေ့စဉ်တွေ့နေရတဲ့ဘူတုတတွေရဲ့နေ့စဉ် activities ကိုအမြဲတမ်းဒီဇိုင်းမတ်မျှဝေပေးတော့မှာဖြစ်ပါတယ်အလားတူပဲ SRI ဆိုတာကကိုပိုင် manufacturer ပါကိုပိုင်စက်ရုံတိဆောက်ပြီးပစ္စည်းအတော်များများ furniture ပေါ့ဗျာအစုံပေါ့ residential furniture ပဲဖြစ်ဖြစ် school furniture ပဲဖြစ်ဖြစ် office furniture ပဲဖြစ်ဖြစ်အားလုံးကိုထုတ်လုပ်တဲ့အရှင်အုံနဲ့ထုတ်လုပ်ပြီးအရှင်ပြေပြေဈေးကွက်မှာဖြန့်ချီပေးနေတဲ့အဖွဲ့အစည်းဖြစ်တာကြောင့်နေ့စဉ်ထုတ်လုပ်တဲ့ပစ္စည်းများလည်းအများနဲ့မိတ်ဆက်သွားမယ်ဆိုတဲ့အကြောင်းကဲအားလုံးအနှစ်ချုပ်ပါဆိုရင်လူကြီးမင်းတို့ရဲ့စီးပွားရေးလုပ်ငန်းတွေအားလုံးအရှင်အုံနဲ့အောင်မြင်တိုးတက်ပါစေကြောင်း Synergy နဲ့အတူတူပူးပေါင်းပြီးအောင်မြင်တဲ့အနေအထားအားလုံးကိုလက်ဆုပ်လက်ကင်ပြနိုင်အောင်စုခုနိုင်မှာဆိုတဲ့အကြောင်းကျွန်တော်များ Synergy International မိသားစုကဆုမကောင်းများတောင်းအပ်ပါတယ်ဗျာပုံမူတိလိုတာများအတွက်ကတော့ပေါ်ပြပါဖုန်းနံပါတ်တွေဗိုင်ဘာတွေကနေအသေးစိတ်ဆက်သွယ်လို့ရတယ်ဆိုတဲ့အကြောင်းပါဗျာအားလုံးအထူးကျေးဇူးပါဗျာ